Global ရဲ့ podcast အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှမွေလာရဲ့အသက်တာနဲ့ပြန်လည်ပြီးတော့ဆင်ခြင်ခွင့်ယူကြမှာဖြစ်ပါတယ်မိတ်ဆွေကရှမွေလာကဲ့သို့ကြီးညပ်ပါသလားမိတ်ဆွေကအဲ့ဒီရှမွေလာနဲ့တခါမှဆုံဖူးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအသက်ရှင်ခဲ့တဲ့သူဖြစ်လို့ဖြစ်တယ်ဒါပေမဲ့သူ့အကြောင်းကနေပြီးတော့သင်ခန်းစာယူဖို့သူ့အကြောင်းကိုလေ့လာဖို့ကတော့ဖြစ်နိုင်ပါတယ်။ကျမတို့သူ့အကြောင်းကိုဓမ္မရာဇဝင်ပထမစာဆောင်မှာဖတ်ရှုနိုင်ပါတယ်။ရှမွေလရဲ့တမိုင်းကထူးခြားပြီးမိတ်ဆွေကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်တယ်။သူဟာနှစ်ကြာလာတဲ့အမျှအလွန်ဩဇာညောင်းပြီးအာဏာရှိသူဖြစ်လာခဲ့တယ်။သူဟာမိမိလူမျိုးတွေအကြားနံပါတ်1ဝိညာဉ်ရေးရာခေါင်းဆောင် prophet တူဖြစ်ပြီးအလွန်ယိုသိလေးစားခြင်းခံရသူဖြစ်တယ်။သူဟာဖခင်သခင်နဲ့နိကတ်ခိုင်မာတဲ့ဆက်သွယ်ချက်ရှိတဲ့အကြောင်းလူတွေသိလာတဲ့အခါနှစ်ပေါင်းအတော်ကြာသူ့ကိုနေရာပေးခဲ့ကြတယ်။ဒါပေမဲ့ခေါင်းစဉ်ပါမေခွန်းဖြစ်တဲ့သင်သည်ရှမွေလာကဲ့သို့ကြီးမြတ်ပါသလားဆိုတဲ့မေခွန်းကိုဖြေဖို့အတွက်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး7မှာသူရေးထားတဲ့အရာတစ်ခုကိုကြည့်ရပါမယ်။သူဟာလူမျိုးစုတစ်ခုရဲ့ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်းအတွေ့အကြုံများစွာရှိပြီးအလွန်အာဏာရှိသူဖြစ်ကြောင်းသတိပြုဖို့လိုတယ်။ဒီစကားကိုပြောခဲ့တဲ့အချိန်မှာသူဟာအသက်အရွယ်ရပြီးအလွန်ကြီးညိုခံရတဲ့ပုဂ္ဂိုလ်တူဖြစ်နေပါပြီ။ရှမွေလာကလည်းသင်တို့ပြောသမျှသောစကားကိုငါနားထောင်၍သင်တို့အပေါ်မှာရှင်ဘုရင်ကိုငါချီးမြှောက်လေပြီ။ယခုမှရှင်ဘုရင်သည်သင်တို့ရှေ့၌ကြွနေတော်မူ၏။ငါသည်အသက်ကြီး၍စပင်ဖြူသည်ငါသားတို့သည်သင်တို့၌ရှိကြ၏။ငါသည်ငယ်သောအရွယ်မှစ၍ယနေ့တိုင်အောင်သင်တို့ရှေ့၌သွားပြီ။ဤအရ၌ယခုငါရှိ၏။အဘယ်သူ၏နွားကိုငါယူဘူးပြီနည်း။အဘယ်သူ၏မီးကိုယူဘူးပြီနည်း။အဘယ်သူကိုလှည့်စားဘူးပြီနည်း။အဘယ်သူကိုညှင်းဆဲဘူးပြီနည်း။ကိုမျက်စိကိုကွယ်စေခြင်းကအဘယ်သူလက်မှတစိုးကိုခံဘူးပြီနည်း။သာရဖျားရှိဗိသိက်တော်ကိုခံတော်သူရှိမှငါတစ်ဖက်၌တက်သေးခံကြလော့။သူဥစ္စာကိုငါယူမိလျင်ပြန်ပေးပါမည်ဟုဣသရေလလူအပေါင်းတို့အားပြောဆိုတော်ဆိုပြီးဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး7အငယ်1ကနေ3ထိမှာသူရဲ့ပြောစကားကိုမှတ်တမ်းတင်ထားပါတယ်။မိတ်ဆွေရဲ့နိုင်ငံကထိပ်တန်းခေါင်းဆောင်တွေဝန်ကြီးချုပ်တမဒဒါမှမဟုတ်တခြားနိုင်ငံရေးခေါင်းဆောင်တွေဒီလိုပြောတာကြားဘူးပါသလား။တကယ်လို့ကြားဘူးတယ်ဆိုရင်တော့အင်မတန်ရှားပါပါလိမ့်မယ်။ဒါပေမဲ့ရှမွေလာကဒီလိုမျိုးတကယ်ပြောခဲ့တာဖြစ်တယ်။သူဟာမိမိလူမျိုးတွေရှိရပြီးသူ့ကိုဝေဖန်စစ်ဆေးနိုင်ကြောင်းစိန်ခေါ်ခဲ့တယ်။ခေါင်းဆောင်တယောက်အသက်တာကိုအကဲဖြတ်ဖို့သူ့လူမျိုးတွေကိုတောင်းဆိုခဲ့ပါတယ်။အာဏာရှိတဲ့သူတွေတခြားသူတွေရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်လောက်တောင်လူယူတတ်ကြလဲဆိုတာကျွန်တော်တို့သိကြတယ်။သူတို့ဟာလောဘနဲ့တကူစားအကျိုးမြတ်နောက်ကိုလွယ်လွယ်လိုက်သွားတတ်ကြပါတယ်။ဒါပေမဲ့သူ့ရဲ့ဘဝကိုဘယ်လိုပြုမှုနေထိုင်ခဲ့လဲဆိုတာသိတဲ့လူတစ်ယောက်ရှိနေတယ်။သူဟာသူများပိုင်ပစ္စည်းတစ်ခါမှမယူဘူးလား။သူများကိုတစ်ခါမှမနှိပ်စက်ခဲ့ဘူးလား။သူများစီကတစိုးလက်ဆောင်တစ်ခါမှမယူဘူးလား။လူတွေရဲ့မှားယွင်းမှုကိုမျက်ကွယ်ပြုမနေခဲ့ဘူးလားတွေကိုသူကိုယ်တိုင်သိချသိပါတယ်။ဒါပေမဲ့သူကသူ့ဘဝကိုဒီတိုင်းပဲအဆုံးသတ်မသွားခဲ့ဘူး။လူတွေသူ့အပေါ်ထားတဲ့စိတ်ငြင်းကိုပြောထုတ်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ဘလောက်တောင်ထူးခြားပြီးတော့နှိမ်ချလိုက်တဲ့အတ္တပါလေ။မိတ်ဆွေကနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဒါပေမဲ့မိတ်ဆွေကမိသားစုတစ်ခုရဲ့မိသားစုဝင်တစ်ယောက်ဖြစ်နိုင်တယ်။လုပ်ငန်းခွင်အဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်နိုင်တယ်လို့အသင်းတော်တစ်ခုရဲ့အသင်းဝင်တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်တဲ့အနေကလူတွေရဲ့မျက်လုံးထဲမှာမိတ်ဆွေဟာဘယ်လိုလုပ်လဲမိတ်ဆွေကသူတို့ကိုဘယ်လိုပြုမှုဆက်ဆံလဲလို့သူတို့မြင်တယ်လေမိတ်ဆွေရဲ့မိဘသားသမီးမောင်နှမလုပ်ဖို့ကိုင်ဖက်နဲ့အသင်းသူအသင်းသားတွေကမိတ်ဆွေကိုဘယ်လိုမြင်တယ်လဲတကယ်လို့မိတ်ဆွေကရှမွေလာလိုကြီးမြတ်ချေရင်သူ့ရဲ့နေလန်းကိုအတူယူနိုင်ပါတယ်ငါအနာမှာရှိနေရလို့ငါလှုပ်သမျှငါပြောသမျှနင့်ကိုနာကျင်နေဆိုရင်ပြောပေးပါငါနဲ့အတူရှိချိန်ပို့ပြီးပေါ့ပါလုံချုံကောင်းမှုဖို့ငါဘာပြောင်းလဲတဲ့တယ်လဲပြောပြပါလို့ကိုအနေနာကလူတွေကိုမေးလိုက်ပါသူတို့ဘာတွေးလဲဆိုတာမိတ်ဆွေတကယ်သိချင်ကြောင်းပြောပြပါမိတ်ဆွေကစိတ်ဆိုးမှမဟုတ်ဘူးစိတ်နှောက်ယှက်ဖြစ်မှမဟုတ်ဘူးမကြည်မနှံ့နဲ့ပြန်ပြီးတော့တုံ့ပြန်မှမဟုတ်ဘူးဆိုတာသိချပါစေသိချကြောင်းနဲ့သူတို့ကိုအာမခံပြီးတော့ပြောပေးပါအဲ့ဒါကစစ်မှန်တဲ့နှိမ်ချမှုကိုကျင့်သုံးတဲ့ရှမွေလာလူမျိုးကြီးမြတ်ခြင်းဖြစ်ပါတယ်အဲ့တုန်းကရှမွေလာကိုလူတွေကကိုရောသည်အကျွန်ုပ်တို့ကိုမလှည့်စားပါမ
ညှင်းဆဲပါအဘယ်သူဤဥစ္စာကိုမျှမယူပါလို့ပြန်ပြောခဲ့ကြတယ်ဆိုတာဓမ္မရာဇဝင်ပထမစာခန်းကြီး7အခန်းငယ်လေးမှာတွေ့ရတယ်မိတ်ဆွေကလည်းအဝန်းကျင်ကလူတွေစီကနေဒီလိုမျိုးအဖြစ်ကိုရကောင်းရနိုင်ပါတယ်မိတ်ဆွေရဲ့နေထိုင်သက်ရှင်ပုံကရှမွေလလိုပြည့်စုံကောင်းပြည့်စုံနိုင်ပါတယ်ဒါပေမဲ့အဆုံးမသက်ခင်မှာရှမွေလလုပ်ခဲ့တယ်လို့လုပ်ကြည့်ပါလား